န်တွင်မှာလှဝေစာဖူးပွင့်နေတဲ့ကြာပန်းလေးများလို့ဂျာနွယ်ရဲ့မင်းရဲ့အလားကတည်ငြိမ်စွာဆွဲမစေခဲ့တာအခြေအနေမပေးလို့အဝေးမှာနေရတော့လင်းကိုတနေ့မှမေ့လို့မရခဲ့ပါတို့နှစ်ယောက်နေရဖို့ရေကြိုးစားလို့ရုန်းကန်ချိန်မှာနားလဲစိတ်ထားဆောင်လို့နေပေးပါမင်းကိုလွမ်းတဲ့ခါတိုင်းဒီကံရည်ပြင်တဲ့ကဂျပန်လေးတွေချီရင်နဲ့ရင်တဲ့ကဝေဒနာလေးတွေဖြည့်သိမ်းခဲ့ရတယ်လေးပြေးလေးညင်လေးရဲ့ကိုရဲ့အလွမ်းစကားတွေကိုချာနွယ်တယောက်သိစေဖို့ရဲ့တဲ့ဆောင်ပေးပါလားလေဆုံးတွေ့နေကြကံပေါင်းလေးပေါ်မှာမင်းလေးတယောက်ဆောင်မျောနေမှာလက်တွေးစိတ်နဲ့မှန်းဆလို့စီးစားခြင်းအပြန်လန်းကမင်းရဲ့ပုံရိပ်လေးတွေငါနှလုံးသားထဲမှရနေပါတယ်ရီမန်း